ဒီဇလန်လေးကလူရှိ Luxai လို့ခေါ်တဲ့နာမည်ကြီးရှိနေမလေးတယောက်အကြောင်းနဲ့စတင်ထားပါတယ်။သူမဟာဘယ်အမှုမဆိုအမြဲတမ်းနိုင်ရလေးရှိတဲ့ထက်မြက်တဲ့သူတယောက်ပါတရက်မှာတော့သူမဟာမစ္စတာကြောင့်မွန်းရှောက်ဆိုသူကိုအကူအညီပေးခဲ့လို့ကျေးဇူးတင်တဲ့အနေနဲ့သူမကိုညစာဖိတ်ကျွေးခဲ့ပါတယ်။စကားပြောရင်းနဲ့မစ္စတာကြောက်ကလူရှိလိုလှပပြီးထက်မြက်တဲ့အမျိုးသမီးတယောက်ပါလို့အခုထိလူပြိုကြီးဖြစ်နေရတာလဲဆိုပြီးအန်အော်တကြီးမေးမိပါတယ်။ဒီမေးခွန်းကလူရှိမေးဖြစ်ချင်နေတဲ့အတိတ်ကအမတ်တရားဟောင်းတွေကိုပြန်လည်နှိုးဆော်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။အိမ်ပြန်ရောက်တဲ့အခါ TV ကြည့်ရင်းနဲ့ကွယ်လွန်သွားပြီဖြစ်တဲ့နာမည်ကြီးပကြီးဆရာတယောက်ရဲ့အထိမ်းအမှတ်ပြပွဲအကြောင်းကြားလိုက်ရပါတယ်။အဲ့ဒီပြပွဲမှာပြသထားတဲ့လက်ရာအချို့ဟာသူမရဲ့အတိတ်နဲ့ဆက်ဆက်နေတာကိုသတိပြုမိသွားပြီးနောက်တစ်နေ့မှာပြခန်းကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြခန်းထဲမှာပစ္စည်းတွေကိုလိုက်ကြည့်နေရင်မမျှော်လင့်ပဲသူမပျောက်ဆုံးနေတဲ့ဒိုင်ယာရီစာအုပ်လေးကိုပြန်တွေ့လိုက်ရပါတယ်။သူမအမြန်သွားယူပြီးမဲ့ပြခန်းဝန်ထမ်းတွေကတားထားပါတယ်။အဲ့ဒီပစ္စည်းတွေကိုယူချင်ရင်ပိုင်ရှင်ရဲ့ခွင့်ပြုချက်လိုတယ်လို့ပြောတဲ့အတွက်လူရှိမှာအဲ့ဒီဒိုင်ယာရီကိုပေးပို့ခဲ့တဲ့သူကိုဆက်သွယ်ပေးဖို့စောင့်ဆိုင်းနေရပါတော့တယ်။လူရှိရဲ့ငယ်ဘဝအတိတ်ဇလန်းကိုအတိတ်စီပြန်လှည့်ကြည့်မယ်ဆိုရင်လူရှိငယ်ငယ်တုန်းကပေါ့သူမရဲ့အဖေကသူမအရန်လိုချင်နေတဲ့ဖားရုပ်ပုံစံမိုးကအင်ဂျီလေးကိုဝယ်ပြီးအိမ်ပြန်လာတဲ့လမ်းမှာသူမကအဖေကိုလှမ်းခေါ်နေခဲ့ပါတယ်။သူမအရန်ပျော်နေခဲ့ပေမဲ့ဝမ်းနည်းစရာကောင်းတာကအဖေဖြစ်သူဟာမတော်တဆမှုတစ်ခုနဲ့ဆုံးပါသွားခဲ့ပါတယ်။လူရှိနဲ့သူမရဲ့အမေလင်းဝီလ်မန်တို့ဟာဒီသတင်းကြောင့်အရန်ကိုစိတ်ထိခိုက်ခဲ့ရပါတယ်။ပိုဆိုးတာကအာမခံကြေးတောင်မရရှိခဲ့ပါဘူး။ဒါကြောင့်အမေဖြစ်သူကရတဲ့ရထိုက်တဲ့အခွင့်အရေးအတွက်လူရှိအဖေရဲ့အလုပ်ရှင်စီတွားရောက်တောင်းဆိုဖို့ဆုံးဖြတ်လိုက်ပါတယ်။အမေဖြစ်သူကအလုပ်ရှင်နဲ့စကားပြောနေတော့မှလူရှိကအပြင်မှာစောင့်ရင်သူမရဲ့ဖားရုပ်စတစ်ကာလေးကိုငေးကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာအလုပ်ရှင်ရဲ့သားရှမ်းကွေးနန်ရှိန်ဂျွေနန်ကရောက်လာပြီးမိတ်ဆက်ကအတူတူကစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့ပြဿနာတချို့တက်ပြီးနောက်မှာတော့အမေဖြစ်သူကလူရှိကိုအိမ်ပြန်ခေါ်သွားပြီးကွေးနန်နဲ့လုံးဝမပတ်သက်ဖို့တားမြစ်လိုက်ပါတော့တယ်။10နှစ်အကြာအထက်တန်းကျောင်းသားဘဝ10နှစ်ကြာပြီးနောက်လူရှိဟာအထက်တန်းကျောင်းသူလေးဖြစ်နေပါပြီ။ကျောင်းကရလက်စရင်ကိုကြည့်လိုက်တဲ့အခါကျောင်းရဲ့အဆင့်တက်မှတ်ချက်တွေပြောင်းလဲသွားတာကြောင့်သူမအံ့ဩသွားပါတယ်။ကျောင်းပြောင်းလာတဲ့ကျောင်းသားတစ်ကွေးနန်ကပထမရသွားလို့ပါ။အမြဲတမ်းအဆင့်10အတွင်းမှာရှိခဲ့တဲ့လူရှိဟာအခုတော့အဆင့်7ကိုရောက်သွားပါတယ်။သူမအမေကလည်းအမတ်တွေကျသွားတာကြောင့်သူမကိုစူပူချင်းမောင်းပါတော့တယ်နောက်တစ်နေ့ကျောင်းမှာတော့အဆင့်ပြရတဲ့ကွေးနန်ကကျောင်းသားတွေကိုအားပေးစကားပြောပါတယ်လူရှိဟာလူအုပ်ထဲကနေသူ့ကိုတေချာစိုက်ကြည့်နေမိပြီးငယ်တငယ်ချင်းလေးကိုပြန်တွေ့ရလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ပါဘူးအဲ့ဒီနေ့ကစပြီးလူရှိဟာကွေးနန်ကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်ကွေးနန်ကတော့သူမကိုငယ်ငယ်ကအတူကစားခဲ့တဲ့ကောင်မလေးမှမမှတ်မိတော့ပါဘူးသူမဟာသူစားချက်တဲ့ပုံစံတွေအင်္ဂလိပ်စာလုံးတွေချက်တဲ့နီလန်းတွေကိုတောင်လိုက်ပြီးအတူခိုးခဲ့ပါတယ်တရက်မှာတော့လူရှိဟာကွေးနန်အမြဲသွားတတ်တဲ့ကျောင်းခေါင်မှုပေါ်ကိုတက်သွားပြီးအမည်မဖော်ပဲတခုခုကိုရေးဖို့ကြိုးစားခဲ့ပါသေးတယ်ကျောင်းကအားကစားချိန်မှာတော့ကျန်းရန်ဇင်းရန်နဲ့ကွေးနန်တို့ဟာအတွဲညီပြီးလိုက်ဖက်တဲ့ဆုံတွဲလေးဖြစ်နေတဲ့ဆိုတဲ့ကောလာဟာလာတွေကျောင်းထဲမှာပြန့်နှံ့နေပါတယ်လူရှိရဲ့တငယ်ချင်းတွေကလည်းသူတို့နှစ်ယောက်ကိုအရန်လိုက်ဖက်တယ်လို့ပြောကြပေမဲ့လူရှိကတော့ဒါကိုဂရုမစိုက်တယ်လို့ဟန်ဆောင်ပြီးတငယ်ချင်းတွေနဲ့အတူအပြေးလေးကျင်တာကိုပဲအာယုံဆိုင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်လူရှိရဲ့တငယ်ချင်းဝန်ရောကကွင်းထဲမှာလဲကျသွားပြီးသူမရဲ့ကန်ကောင်းစီတဲ့အဆောင်လက်ဖွဲ့လေးပျောက်သွားလို့ပြတလဲဖြစ်နေပါတယ်လူရှိကသူမကိုနှစ်သိမ့်ပြီးကွင်းထဲကနေခေါ်ထုတ်သွားချိန်မှာပဲကွင်းနံရောက်လာပြီးကွင်းထဲမှာသူကောက်ရထားတဲ့အဆောင်လက်ဖွဲ့လေးကိုဝန်ယူကိုပြန်ပေးခဲ့ပါတယ်ရက်အနှဲငယ်ကြာမှလူရှိကျောင်းခေါင်မိုးပေါ်ကိုပြန်တက်သွားတဲ့အခါအံ့ဩစရာတစ်ခုနဲ့ကြုံလိုက်ရပါတယ်ကွင်းနံကသူမနံရံပေါ်မှာရေးခဲ့တဲ့စာတူလေးတွေကိုပြန်စာရေးထားခဲ့လို့ပါသူထွက်သွားပြီးနောက်မှာလူရှိကအမြန်ပဲအဲ့ဒီစာတွေကိုစစ်ဆေးပြီးပြန်စာရေးခဲ့ပါတယ်ဒါဟာသူတို့နှစ်ယောက်ကြားကနေ့စဉ်အလုပ်တစ်ခုဖြစ်လာခဲ့ပေမဲ့ကွင်းနံကတော့ဒါဟာလူရှိရေးနေတာမှမသိခဲ့ပါဘူးဒါတွေမကသေးပဲလူရှိဟာကွေးနံနဲ့ပတ်သက်သမျှအသေးစိတ်ကအစသိအောင်စူးစမ်းခဲ့ပါတယ်တူတူကိုဘယ်လိုကိုင်းလဲဆိုတာကအစစောင့်ကြည့်ပြီးသူ့နားမှာအမြဲရှိနေအောင်စူးစမ်းခဲ့ပါတယ်တခါမှာတော့ကျောင်းရဲ့ဖျော်ဖြေပွဲအတွက်ဇက်တိုက်လေ့ကျင့်ကြပါတယ်